Google 뷰가 예견에마 루디아우 뽀라게 난 내가 직접 본 것만 못해. Google 마게로 뷰레마 딱하마 마약해 부레 루디아우 뽕예 뽀라게 소니 띵용마라 코리아နိုင်ငံစာမှုကြီးလို့ခေါ်တဲ့ရေလောင်ကန်ရဲ့ဗီဒီယို view တွေမှာသူတို့တခါမှမရိုက်ခဲ့ဘူးတဲ့ပုံရိပ်တချို့ပေါ်လာခဲ့တယ်။အဲ့ဒီပုံရိပ်ကိုပေါ့နော်ပြန်ရိုက်ဖို့အတွက် production အဖွဲ့ကိုသူတို့စေလွှတ်ခဲ့ကြတယ်။ဒါပေမဲ့ကင်မရာဖွင့်လိုက်တဲ့ချိန်ကနေစပြီးတော့ထူးဆန်းတဲ့မှုတွေကတစ်ခုတစ်ခုဖြစ်လာခဲ့ကြတယ်။ပျောက်ဆုံးနေတဲ့လူတစ်ယောက်ကလည်းပြန်ပြီးပေါ်လာခဲ့တယ်။ပြန်ပေါ်လာတဲ့လူကလူအစ်စ်လားဒါမှမဟုတ်တခြားအရာလားသူတို့တွေရောဘာဆက်ဖြစ်မှာလဲ။သူတို့ရေနက်ပိုင်းကိုရောက်လာလို့ကိုအန်တရေများလာလို့ဖြစ်တယ်ဒီနေရာကိုပဲပြန်ရောက်နေတာလေထွက်ပြေးဖို့ကြိုးစားတယ်ဒီနေရာကိုပဲပြန်ရောက်နေတာတွေကပို့ပြီးတော့စိတ်လှုပ်ရှားဖို့ကောင်းတယ်ပေါ့နော်ဒီကားက jump scare ဆိုတာတစိမ့်စိမ့်တွေးပြီးကြောက်ရမယ့်ကားမျိုးလေးထင်တယ်ရေစက်ကြတန်ကအစားစဉ်းစားမိတိုင်းကြောက်ရမယ့်ကားမျိုးလေးမျိုးနဲ့ပေါ့နော် 장난하고 싶구나. 빌어야죠. ညဘက်တယောက်တည်းအထီးကျန်နေတတ်တဲ့လူတွေအတွက်ဆိုရင်တော့ဒီကားလေးကိုကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဘေးနားမှာတယောက်ယောက်ရှိနေသလိုခန်းစားချက်မျိုးကိုရလာစေမှာပါ။ကြည့်ပြီးသွားတဲ့လူတွေကလည်းဒီကားလေးရဲ့ပုံစံလေးကိုကြိုက်တယ်မကြိုက်ဘူး comment ပေးခဲ့ကြပါဦး။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။တတ်တာ။